နိုင်လီဒီလောက်ခဲ့တဲ့ဆိုတဲ့မှတ်ချက်တွေကိုပညာသားပါတုတ်ပြန်လိုက်တဲ့လိုင်းလီပြင်းမှာကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။လိုင်းလီကတော့ပရိသတ်တွေကြားလူသိများထင်ရှားတဲ့ဆိုင်ဖြစ်ပါတယ်။လိုင်းလီကိုလူသိများကြသလိုပဲကန်ရှင်တူဖြစ်တဲ့မေဦးကလည်းလူအများရဲ့စိတ်ဝင်စားခြင်းကိုခံရသူပါ။မေဦးနေနဲ့ငရွယ်ထက်မြက်တာကြောင့်လေအချိန်တော်တွင်းမှာထိတ်တဲနေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ပရိသတ်တွေကတော့အလူတန်းရရောတာကြောင့်လေတစ်ဖက်မှာအားပေးလာခဲ့ကြရပါတယ်။လက်ရှိမှာတော့ပရိသတ်ချွာလိုင်းလီစိန်ပြေမနဲ့ပတ်သက်ကမှတ်ချက်တွေမျိုးစုံဆိုလာနေခဲ့ပါတယ်။နိုင်လီတွေဖြစ် KTV တခုစီလောက်ခဲ့ဘူးတဲ့ဆိုပြီးပါဖွာလာခဲ့ကြတာပါ။ဒါကြောင့်လေလူအများကြားစိတ်ဝင်စားစရာတစ်ခုဖြစ်လာခဲ့ရပါတယ်။မေဦးကတော့ဆိုပါဖြစ်ဖြစ်ဟာအမှန်မဟုတ်ကြောင်းရှင်းပြလာခဲ့ရပါတယ်။ချုံမောလာပါတဲ့အပြင်ပညာရေးချင်းကလည်းပြည့်စုံတာကြောင့်မေဦးနေနဲ့ပိုရီသားတွေကြားစိတ်ဝင်စားမှုတွေခံခဲ့ရတာပါ။ဒါအပြင်မှာတော့လူငယ်တဘာဝ KTV တွေစီတဲ့အပေါင်းဖော်ရီနဲ့တူတွားရောက်ခဲ့ပူပါတယ်။ KTV တခုမှာတော့လာရောက်တဲ့သူတွေတဲ့အလားပါဆုံးတအုပ်က beauty lady ဖြစ်အများနဲ့မတူပေးရတတ်တာပါ။ဒါကြောင့်လည်းချုံမလာပါတဲ့မေဦးနေနဲ့အဆိုပါစုကိုရရှိခဲ့ပူတာဖြစ်ပါတယ်။ပရိသတ်ချို့ကတော့အစိပ်ပိုင်းတစ်ခုရဲ့အစွန်းတစားကိုသာလက်ရှိမှာချက်ကားနေကြတာပါ။ဒါကြောင့်လည်းမေဦးနေနဲ့အကောင်ဆုံးတုတ်ပြန်လာခဲ့ရပါတယ်။ဒါပြင်မှာတော့အဆိုပါစုရရှိခဲ့တဲ့ဗီဒီယိုဟာလည်းလက်ရှိချိန်ထိကျန်ရှိနေဆဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။